နေစဉ်ခါကောင်းကင်တမန်တို့ဒီထင်ရှားပေါ်ထုံးကမချောင်ချနေမြေကြီးသားများတွေဝမ်းမြောက်ဝေရတဲ့ကောင်းတဲ့တို့ရှိရာယူဆောင်လာခဲ့ပြီရှင်မြတ်စွာဘုရားကုန်တော်ချီးမွမ်းကြတို့ရင်တို့ဒီတို့ကိုဆောင်နေစဉ်ခါကောင်းကင်တမန်တို့ဒီထင်ရှားပေါ်ထုံးကမချောင်ချနေမြေကြီး